ဖျားသခင်ဤကောင်းကြီးမင်္ဂလာအဖျားဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏10ရက်3လ2025တနင်္လာနေ့နေ့စဉ်သက်ဝင်စာဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့ကိုရောအထဲ၌ရှိသောသင်ဤခေါ်ခြင်းကိုညနိုးတန်ဖိုးထားပါမောရှေသည်အသက်အရွယ်ကြီးသောအခါအပြစ်ရှိသောကာမဂုဏ်ကိုခဏခံစားခြင်းထက်ဘုရားသခင်ဤလူတို့နှင့်အတူညှင်းဆဲခံရခြင်းကိုသာအလိုရှိသဖြင့်၎င်းအေဂုတုပြည်ဤစီးစိမ်ထက်ခရစ်တော်ကြောင့်ကဲ့ရဲ့ခြင်းဒုက္ခသည်တာ၍မြတ်သောစီးစိမ်ဖြစ်သည်ကိုစိတ်ထင်သဖြင့်၎င်းယုံကြည်ခြင်းစိတ်ရှိ၍ဖာရောဘုရင်သမီးဤသားဟု၍ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏အကြောင်းမူကားနောက်ရလက်တန့်သောအကျိုးကိုထောက်စာမျှော်လင့်လျက်နေ၏ဟေဘရဲအခန်းကြီး7အငယ်24မှ26ကျွန်ုပ်တို့ဤခေါင်းစည်းကျမ်းပိုက်ရှိမောရှေဤပုံဥပမာသည်ဘုရားသခင်ကကျွန်ုပ်တို့ကိုမျှော်လင့်သောအရာဖြစ်သည်ကိုရောသည်ကျွန်ုပ်တို့အားသူ့ကိုစံအဖြစ်ထားစီလိုပြီးကျွန်ုပ်တို့ဤခေါ်ခြင်းကိုလည်းကဘာကြီးကပေးကမ်းနိုင်သည်ဒနချမ်းသာကြော်ကြားမှုနှင့်စိန်ခံစရာများထက်မျက်နှိုးတန်ဖိုးထားစီလိုသည်သင်ဤခရစ်တော်နှင့်တလုံးတဝတည်းဖြစ်ခြင်းသည်အကြီးမြတ်ဆုံးသောအရာဖြစ်ပြီးငွေကပြုလုပ်ပေးနိုင်သည်အရာခတ်သိမ်းထက်အလွန်အမင်းသာ၍ကြီးမြတ်ပါသည်ထိုအတွက်ကြောင့်သင်နှလုံးထဲ၌ရှိသောခရစ်တော်ကိုသိရှိခြင်းနှင့်သင်၏ဝိညာဉ်မှကိုရောအားယုံကြည်ခြင်းသည်အရေးကြီးရခြင်းဖြစ်ပါသည်ကိုရော၌သင်မြည်သူဖြစ်သည်ဆိုသည်နှင့်ကိုရော၌ရှိသောသင်ဤဘုန်းကြီးတော်မူသောအမွေအနှစ်တို့ကိုသိကျွမ်းခြင်းသည်တလောကလုံးသည်ဘာမှမဟုတ်ဘူးလို့ထင်ရလောက်အောင်သင်ကိုတာမန်ထက်ပိုသောရဲရင်ခြင်းနှင့်စိတ်ချမှုတို့ကိုနှိုးဆွပေးသည်အရာရာ၌ကိုရောအားကျေနပ်နှစ်သိမ့်စေခြင်းနှင့်သင်ဘဝအတွက်ကိုရောဤပန်းတိုင်ကိုပြည့်ပြည့်စုံစေခြင်းတို့သည်သင်ဂရုတစိုက်ပြုလုပ်သည့်အရာအလုံးဖြစ်လာပါသည်ကောလောသဲမြို့ရှိခရစ်ယာန်များအတွက်ရှင်ပေါလုအားဖြင့်ဝိညာဉ်တော်ဤဆုတောင်းချက်ကိုပြန်လည်အမှတ်ရပါထို့ကြောင့်ငါတို့သည်ကြားရသည့်နေ့မှစ၍သင်တို့အဖို့အလိုငှာအစဉ်မပြတ်ဆုတောင်းပတနာပြုလျက်နေကြ၏ဆုတောင်းသောအချက်ဟုမူကားသင်တို့သည်ကောင်းသောအကျင့်အမျိုးမျိုးတည်းဟုသောအသီးကိုသိခြင်းဘုရားသခင်ကိုသိသောဉာဏ်တိုးပွားခြင်းရှိသဖြင့်၎င်းအလိုတော်ကိုအကုန်အစင်နားလည်ပါမည်အကြောင်းဆုတောင်းပတနာပြု၏ကောလောသဲအခန်းကြီး1အငယ်9မှ17မောရှေသည်သခင်ယေရှုခေတ်အခါကမရှင်တန်ခဲ့ပါသို့သောသူ၌သူ၏ခေါ်ခြင်းနှင့်ပတ်သက်၍ဗျာဒိတ်တော်တစ်ခုရှိခဲ့ပြီးကယ်တင်ရှင်နှင့်တန်းတူသဘောထားခဲ့သည်အကြောင်းမှာသင်အားကိုရောနှင့်တန်းတူသဘောထားသည့်အခါသင်သည်ကယ်တင်ရှင်ဖြစ်လာသောကြောင့်ဖြစ်သည်ထို့အတူမောရှေဖြစ်လာခဲ့ပါသည်တမန်ကျမ်းစာကမောရှေအားဖြင့်ဘုရားသခင်သည်အေဂုတုပြည်မှဣသရေလသားသမီးများကိုရွေးနှုတ်ကယ်တင်ခဲ့သည်ဟုမိန့်တော်မူ၏ဖျားဤလူများကိုလွတ်ပေးစေရန်ဖာရောဘုရင်ရှေ့သို့သွားခြင်းသည်သူဤအသက်ကိုစွန့်စားခဲ့ခြင်းဖြစ်တော်လေသူသည်ဘေးအန္တရာယ်မျိုးစုံတို့ဤအကျိုးဆက်တို့ကိုကြော်လွန်ပြီးထိုတာဝန်ဝတ္တရားကိုတန်ဖိုးထားခဲ့သည်မောရှေသည်အကြောက်အရွံ့မရှိအီဂျစ်ပြည်ဖြစ်သောဤလောကနှင့်၎င်းနှင့်ဆိုင်သောအရာခတ်သိမ်းတို့ကိုဆွန့်လွတ်ခဲ့ပါသည်ခရစ်တော်အတွက်ရှင်သန်ခြင်း၌မြည်သည့်အရာကားမျှ
သင်အတွက်ပို၍အရေးကြီးခြင်းသို့မဟုတ်ပို၍အဓိပ္ပာယ်ရှိခြင်းမဖြစ်ပါစေနှင့်တမန်ကျမ်းစာကလူအပေါင်းတို့သည်တည်လျက်နေကြသည်ဟူ၍၎င်းအသက်ရှင်သောသူတို့သည်တဖန်ကိုအလိုတို့လာ၍မရှင်သူတို့အတွက်ကြောင့်အသေးခံပြီးမှထမြောက်တော်မူသောသူတို့၏အလိုတို့လာ၍ရှင်စေမည်အကြောင်းလူအပေါင်းတို့အတွက်ကြောင့်အသေးခံတော်မူသည်ဟူ၍၎င်းငါတို့သည်သဘောထားလျက်ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည်ငါတို့ကိုအနိုင်အထက်သွေးဆောင်၏နှစ်ကောရိန္သုအခန်းကြီး9အငယ်15ကိုရောအားကျင့်တဲ့နှစ်သိမ့်စေရန်အသက်ရှင်ပါသင်သည်စည်းအုပ်အယက်မှကယ်တင်ရှင်ဖြစ်သည်ကိုတတိယပါသင်သည်အခြားတစ်ပါးသောသူများကိုကယ်တင်ရန်ကယ်တင်ခြင်းခံထားရသည်ဝိညာဉ်အောင်နိုင်ခြင်းအတွက်ကိုရောဤစိတ်ထက်သန်ပြင်းပြမှု၌ကိုရောနှင့်တန်းတူသဘောထားပါသင်ဘဝအတ္တအပေါ်ကိုရောဤခေါ်ထားတော်မူခြင်းကိုမျက်နှိုးလေးစားပါဝိညာဉ်များကိုအောင်မြင်ရန်နှင့်လူတို့ကိုကယ်တင်ခြင်းစီသို့ဥဆောင်ရန်ခေါ်ထားတော်မူခြင်းကိုဤလောကဤအဖို့တန်ယတနာများထက်ပို၍တန်ဖိုးထားပါထပ်၍လေ့လာရန်ကြံပါဟေဘရဲအခန်းကြီး7အငယ်24မှ26ဖလိပ္ပိအခန်းကြီး3အငယ်9မှ9ဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ချစ်တော်မူသောအဖကျွန်ုပ်သည်ကိုရောဤနာမတော်နှင့်ဆိုင်သောဘုံအတရေတော်ထံသို့ကျွန်ုပ်ဤရည်ရွယ်ချက်ကိုကြည်ပြွန်စွာဆောင်ရွက်နေစဉ်လောကကြီးနှင့်ဆိုင်သည့်လိုက်စားခြင်းအမျိုးမျိုးတို့အထက်ခရစ်တော်၌ရှိသောကျွန်ုပ်အားခေါ်ထားတော်မူခြင်းကိုတန်ဖိုးထားမြတ်နိုးပြီးကိုတော်နှင့်ထိုက်တန်လျော်ညီသောအတ္တတစ်ခုကိုရှင်သန်ကအရာရာကိုတော်အားကျေနပ်စေပါသည်ကျွန်ုပ်သည်ကိုရောနှင့်တန်းတူသဘောထားရန်နှင့်ကိုရောဤနိုင်ငံတော်အတွက်ဝိညာဉ်များကိုအောင်နိုင်ရန်ရဲရင်လျက်စိတ်ချနေပါသည်ကျွန်ုပ်ဤဘဝအတ္တသည်ကိုရောဤဘုံအတရေတော်ကိုရောင်ပြန်ဟပ်ထင်ရှားစေပြီးသူတစ်ပါးဤအတ္တများကိုကယ်တင်ရန်ခေါ်ယူထားခြင်းကိုကျွန်ုပ်စက္ကပ်အနံပါ၏သခင်ယေရှု၏အမည်နာမ၌အာမင်တနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှမာကုခန်းကြီး14အငယ်20မှ52ဒေါလရာကျမ်းအခန်းကြီး20မှ28ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှမသက်အခန်းကြီး21အငယ်33မှ46ထမြရာကျမ်းအခန်းကြီး19ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့